ကျွန်တော်ကတော့နေပြီးတော့မှအခြေစိုက်တဲ့အင်ရှင်မဆန်စီနဲ့စားတော့ကုန်ချမ်းချီရဲ့ဖောင်တာအောင်ထပ်ပါခင်ဗျာကျွန်တော်ရဲ့တာတင်ကို training company limited ကို2014ခုနှစ်မှာဒိုင်ဂါနိုင်မှတ်ပုံတင်ထားပြီးတော့2020ခုနှစ်ကစလို့နေပြီးတော့မြို့မှာစီးနိုင်အင်ရှင်မဆန်စီနဲ့စားတော့ကုန်လက်လီလက်ကရောင်းချင်ပြီးတိုးချဲ့ပြီးဆက်ခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီခုလိုလုံးဝ bank ရဲ့ Grow Together Big Fish Program မှာဝင်ရောက်ရှင်တိုင်းရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့လို MSME လုပ်ငန်းရှင်တွေကိုလက်တွဲပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာအောင်ထောက်ပံ့ပေးခဲ့တဲ့လုံးဝ bank limited ရဲ့စေတနာတွေကိုပြန်လည်တုံ့ပြန်တဲ့အနေနဲ့ပေါင်းရဆုံးဖြစ်ပါတယ်။နေပြီးတော့ဒီတော်သူဝန်ကြီးဌာနတွေလုံဆိုင်ရာမျိုးတော်ဖြစ်တဲ့အဓိကအခြေခံစားကုန်တွေဖြစ်တဲ့စံစီနဲ့စားတော့ပုံတွေလုံးဝနဲ့အားထားရနေပြီးတော့လုံးဝသေးကြီးပါပုံမကောင်းပုံပြီးရေပေးပြင့်နေတဲ့ထောက်ပုံများနဲ့ဝန်ဆောင်မှုများပေးနိုင်တဲ့လုပ်ငန်းရှင်တွေလိုအပ်နေတာကိုဈေးကွက်သူတွေကအချက်အလက်များသိရှိပါတစ်ဖက်မှာဆိုရင်လည်းဒီဘက်မှာစားသုံးစီတင်သွင်းမှုရှော့ချစေရင်းနဲ့ပြည်တွင်းစားသုံးစီကျူလုံးရဲ့အကောင့်တွေပေါ်နေတဲ့အချိန်မှာနေကြအပေါင်းနဲ့စီချက်တီးနဲ့များပုံလို့ဆက်ပြောဖို့နဲ့ရေသေးပြင့်နေတဲ့စားသုံးစီများထုတ်လုပ်နိုင်လို့ဖြစ်နေစီဆက်အတဲ့များထပ်မံတိစောက်ခြင်းဖြင့်နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းကနေထောက်ကူဖြည့်ဆည်းပေးဖို့လိုအပ်ရရှိပါတယ်ဒီအချက်ကတော့ပြဿနာတစ်ခုဖြစ်ပါတယ်နေပြီးတော့ရှင်းမြို့နယ်မှာဝန်ထမ်းများစုနေထိုင်ပြီးတော့အရှင်မစားတော့ကုန်ရောင်းဆိုင်များရှိတဲ့စပူတီတီမြို့နယ်မှာဆိုရင်ခိုင်မာတဲ့စားသုံးမှုဈေးကွက်ကိုအရှင်မ brand အနေနဲ့ marketing strategy ရဝန်ဆောင်မှုပေးထားနိုင်ပါတယ်အဲဒါကြောင့်ပဲအရှင်မရဲ့စားတော့ကုန်လုပ်ငန်းအနေနဲ့စားသုံးမှုတွေရဲ့ဈေးကွက်60% ရာခိုင်နှုန်းကိုပုံမကောင်းပုံနဲ့ဝန်ဆောင်မှုတွေပေးဖို့နဲ့စားသုံးမှုလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ဆိုတဲ့အခွင့်အလမ်းတစ်ခုကိုကောင်းစွာသုံးချပြီးအင်ရှင်မဆန်စင်ရဲ့စားတော့ပုံဖြန့်ချီရေးလုပ်ငန်းကိုလုပ်ကိုင်လာတာဖြစ်ပါတယ်။နောက်ဝန်ဆောင်မှုတစ်ခုကနေပြည်တော်မှာကိုယ်ပိုင်ကားဒါမှမဟုတ်သွားဖို့ရင်တစ်ခုခုဖြစ်ရင်သွားလာရင်စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတဲ့အတွက်အင်ရှင်မရောင်းဆိုင်တွေကိုဖုံးဆက်ပြီးတော့အမှားလာတဲ့စားသုံးမှုတွေအတွက်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုကြောင့်ဈေးကွက်ရဲ့60%ရာခိုင်နှုန်းကိုတိမ့်ပိုက်ထားနိုင်ဖြစ်ပါတယ်။အဲ့ဒီအပြင်ထုတ်ကုန်ရေးပေးကောင်းမွန်ခြင်းတန်ရှင်းတက်ရက်တဲ့အပြင်အစင်နဲ့ဝန်ဆောင်မှုကောင်းမွန်တဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေကြောင့်လည်းအင်ရှင်မအဖြစ်3နှစ်တာကာလအတွင်းမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တိုးတက်လာတာတွေ့မြင်တယ်။အင်ရှင်မရဲ့လုပ်ငန်းလက်ပတ်မှုပုံစံကတော့မကွေးမြို့မှာရှိတဲ့မိသားစုတွေပိုင်းတဲ့စီးသက်လုပ်ငန်းကနေပြီးဒီဘဲစီနှမ်းစီနဲ့နေကြစီတွေကိုပဲယူပြီးပြန်လည်တန့်စင်တဲ့အင်ရှင်မ brand တွေနဲ့ပြန်လည်ထုတ်ဖို့တောင်းချပါတယ်။ဆန်ကိုတော့နေပြည်တော်ရွှေဘို AR တိုင်းတွေမှာအများဆုံးဝယ်ယူခဲ့ပြီးပုံမှန်နဲ့အမှောင်မားတွေတန့်စင်တဲ့စားသုံးမှုတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ customize ပုံစံအတိုင်းပြင်ဆင်ထုတ်ပိုးပေးခြင်းတို့နဲ့ဝန်ဆောင်မှုပေးပါတယ်။အင်ရှင်မ brand ကိုဝယ်ယူတဲ့စားသုံးမှုတွေထံမှပြန်ပြီးရတဲ့မှတ်ချက်တွေထဲမှာဆန်ရဲ့အရေးသေးပြည့်မီခြင်းရောင်းတော့ကင်းခြင်းနဲ့ဝန်ဆောင်မှုကောင်းမှုခြင်းများအပါအဝင်အရေးကြီးဆုံးဖြစ်တဲ့ဈေးနှုန်းတက်တင်ခြင်းဟာကျွန်တော်တို့ရဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီတန်ဖိုးတွေကပဲကျွန်တော်တို့လုပ်ငန်းရဲ့အမြတ် profit အဖြစ်နဲ့အခုအချိန်ကြီးရပ်တည်နေနိုင်ပြီးတော့ဆွဲဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်အရှင်မရဲ့ရောင်းဈေးဟာမူလဝယ်ဈေးပုံဝယ်ဈေးထုတ်ပိုးဈေးပြီးတော့အမြတ်ရာခိုင်နှုန်းတော့အနည်းဆုံးနဲ့တွက်ချက်ထားရတယ်ဆိုတော့ business flow အတိုင်းရပ်တည်လာခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်အခုအချိန်ကြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အများကလက်ခံထားတာလည်းဖြစ်ပါတယ်ခင်ဗျာ2020ခုနှစ်မှာအရှင်မအဖြစ်စတင်လုပ်ကိုင်ခဲ့စဉ်တော့စုစုပေါင်းမတ်တီရင်းနှီးငွေထား7,100မှရှိတယ်အခု2023ခုနှစ်မှာဆိုရင်ပိုင်ဆိုင်မှုတွေနဲ့ working capital တွေကစုစုပေါင်းလိုက်လို့ရှိရင်7,350,000အထိတိုးတက်လာတာကိုတွေ့ရတယ်ဒါဘာကိုပြလဲဆိုရင်ကျွန်တော်တို့အရှင်မလုပ်ငန်းဟာစားသုံးမှုတွေရဲ့ထောက်ပံ့အားပေးမှုအများဆုံးရနေတဲ့အတွက်အခုလိုအောင်မြင်နေရခြင်းဖြစ်ပါတယ်ခင်ဗျာအရှင်မရဲ့အဓိကဖောက်တဲ့တွေကတော့ဆန်နဲ့စီကိုစားသုံးတဲ့အိမ်တော်စုတိုင်းပါပဲဆန်စီနဲ့စားတော့ပုံများကိုဖြန့်ချီရောင်းချခြင်းဖြစ်တဲ့အတွက်မိသားစုတွေရဲ့မရှိမဖြစ်ထုတ်ကုန်ဝန်ဆောင်မှုတို့လည်းစုံနိုင်ပါတယ်အထူးသဖြင့်စပူတီတီမျိုးနယ်မှာရှိတဲ့စားသုံးသူတွေကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဖောက်တဲ့တွေဖြစ်ပါတယ်ခင်ဗျာဈေးကွက်အနေနဲ့စပူတီတီမျိုးနယ်အတွင်းဝန်ထမ်းများအခြားစားသုံးသူများနဲ့ဒက္ခိဏပုပ္ပဥဒ္ဒရနဲ့လက်ဝဲမျိုးနယ်တွေမှာရှိတဲ့စားသုံးသူများဟာလည်းအရှင်မအတွက်အဓိကဈ
ဈေးကွက်တွေဖြစ်ပါတယ်လက်ရှိအကြောင်းဆိုင်3ဆိုင်ပြည့်ဝန်ဆောင်မှုပေးနေရမှာတရက်စုစုပေါင်းရောင်းရမှုတွေကစက်သိန်း100နဲ့အထက်မှာရှိနေတဲ့အတွက်ဈေးကွက်အရေးစားကြီးထွားမှုပမာဏဟာဆိုရင် MSME လုပ်ငန်းများကိုဥဆောင်ထားနိုင်တဲ့လုပ်ငန်းတစ်ခုလို့လည်းပြောနိုင်ပါတယ်။ဣဒါလည်းဥပမာကိုပြောရရင်နေပြည်တော်မှာရှိတဲ့ဌာနဆိုင်ရာတွေအတွက်စံစီစားတောက်ကုန်များကိုတက်တာတဲ့အထူးဈေးနှုန်းများဖြင့်အိမ်ရောက်ရုံးရောက်ဝန်ဆောင်မှုပေးနိုင်တဲ့အားတွေကထင်ရှားတဲ့ဈေးကွက်ပိုင်ဆိုင်မှုတွေပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဌာနဆိုင်ရာများမှာစားသုံးသူတွေအပြင်အခြားစားသုံးသူများကျေးရွာနေပြည်သူများရဲ့အားထားရာထုတ်ကုန်ဝန်ဆောင်မှုတစ်ခုဆိုတာပြောနိုင်ပါတယ်။အရှင်မရဲ့ထင်သာမြင်သာရှိတဲ့ဈေးကွက်ပိုင်ဆိုင်မှုတစ်ခုကတော့အပြင်အစင်နဲ့အခင်းချင်းပါပဲ။များတဲ့လူတွေခင်းချင်းပြသထားမှုတန်ရှင်းတိုက်ရိုက်မှုထုတ်ကုန်ရေးပေးကောင်းမှုချိုးတာပြင်လာတဲ့ဝန်ဆောင်မှုတွေအပြင်အိမ်အရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုကြောင့်များနဲ့မတူတဲ့အားသာချက်နဲ့ဈေးကွက်မှာနေမရနေတာဖြစ်ပါတယ်။အခါနဲ့အရောက်ပို့ဆောင်ခြင်းဝန်ဆောင်မှုအားလည်းနေပြည်တော်နေပြည်အတွင်းမှာအင်ရှင်မှမှာပဲရှိပါတယ်ခင်ဗျာ။ဒါဟာအင်ရှင်မှစီးပွားရေးလုပ်ငန်းရဲ့အဓိကအားသာချက်တစ်ခုလို့ပြောချင်ပါတယ်။အင်ရှင်မှရဲ့ team မှာအဖွဲ့ဝင်တူဦးချင်းစီရဲ့ကိုယ်ပိုင်အရေးချင်းတွေရှိကြပါတယ်။ဒါရိုက်တာတူဦးရဲ့အရေးချင်းအားလုံးနဲ့ပြည့်စုံပြီးလုပ်ငန်းကျွမ်းကျင်ပိုင်နိုင်ရုံးနဲ့လောက်ပေါက်ပိုင်ဘက်တူဦးကျွန်တော်တို့အင်ရှင်မှ team မှာပိုင်ဆိုင်ထားပါတယ်။ဒါအပြင်စည်ရင်းစရာတွေကိုတိကျတေချာစွာရေးဆွဲပြီးထိမ့်သိမ့်နိုင်တဲ့ professional account manager အပြင်ဖြန့်ဖြူးပို့ဆောင်ခြင်းဌာနဆိုင်ရာများနဲ့ချိတ်ဆက်ဆောင်ရွက်ခြင်းစတဲ့လုပ်ငန်းတွေကိုပိုင်နိုင်ဆောင်ရွက်နိုင်တဲ့ general manager လုပ်ငန်းအတွေ့အကြုံရှိတဲ့စည်ရင်းကိုင်နဲ့စည်ရင်းစစ်တွေ production QC တာဝန်ခံတွေက၎င်းတို့ရဲ့တာဝန်နဲ့ဝတ္တရားတွေကိုကျွမ်းကျင်စွာဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်အင်ရှင်မလုပ်ငန်းရဲ့ထုတ်ကုန်တွေမှာဒီလိုကောင်းတယ်ဆိုတဲ့စားသုံးသူတွေရဲ့မှတ်ချက်တွေအများကြီးရရှိနေခြင်းဖြစ်ပါတယ်။အင်ရှင်မရဲ့မှတ်တိုင်များအနေနဲ့နေပြည်တော်ဈေးကွက်ထဲ2020ခုနှစ်စတင်ဝင်ရောက်ခဲ့တဲ့မတင်ရင်းမှုပါပိုင်ဆိုင်မှုအနေနဲ့လုံးဝမရှိပါပဲ။လုံးဝဈေးပွဲရုံတန်းမှာဆိုင်ငန်းဟာပြီးသုံးပြီးအငှားရဲ့ဈေးဖြစ်စတင်ဆောင်ရွက်ခဲ့တဲ့ဆိုတာပြန်ပြမှုဖြစ်ပါတယ်။လုပ်ငန်းလက်ပတ်ရင်းနှီးနှုတ်နှံမှုကျပ်သိန်းတစ်ထောင်နဲ့စတင်ခဲ့တဲ့လုပ်ငန်းတစ်ခုကို3နှစ်အတွင်းမှာအောင်မြင်မှုရဖို့အတွက်အင်ရှင်မ team အနေနဲ့လုံလဝရိယလွန်စွာစိုက်ထုတ်ခဲ့ရပါတယ်2021ခုနှစ်မှာပဲမြို့မဈေးမျက်နှာစာပွဲရုံတန်းကဆိုင်ငန်းတစ်ခန်းကိုဝယ်ယူပိုင်ဆိုင်ခဲ့ပြီးတော့ရောင်းပြခန်းအဖြစ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်အဲဒီနောက်2022မှာသူကတော်ဝင်အေယာမှာရှိတဲ့အကြောင်းဆိုင်ငန်းတစ်ခန်းကိုထပ်မံဝယ်ယူဖွင့်လှစ်နိုင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့3နှစ်တာကာလအတွင်းလုပ်ငန်း3ကား6စီးရုံး3ကား2စီးဘိုးတော်6လုံးအပြင်ရောင်းဆိုင်တဲ့3လမ်းကိုတိုးချက်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟာကျွန်တော်တို့အရှင်မချင်းရဲ့စီးလုံးညီညွတ်တဲ့ကြိုးပမ်းအားထုတ်မှုများအရှင်မဖောက်တဲ့များရဲ့ထောက်ပံ့မှုများဌာနဆိုင်ရာတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်တိမှတ်ပြုရရှိခဲ့တဲ့လက်မှတ်တွေဟာအောင်မြင်မှုမှတ်တိုင်များအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်ဒါတွေကပဲကျွန်တော်တို့အရှင်မရဲ့အဖို့တန်ထားတဲ့စုစည်းတွေအောင်မြင်မှုလက်မှတ်တွေပဲဖြစ်ပါတယ်။စားသုံးသူတွေကိုစိတ်ကြည်နှံမှုဖြစ်စေဖို့ဟာကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့အတွက်ဒါဟာကျွန်တော်တို့စားသုံးသူတွေနဲ့ဖောက်တယ်တွေကပေးတဲ့အောင်မြင်မှုမှတ်တိုင်ဖြစ်ပါတယ်။ဒါအပြင်ထုတ်ပိုးခြင်းဝန်ထမ်းတွေကလည်းနေ့စဉ်လက်ခံရရှိတဲ့အမှားစာတွေကိုအလင်းမီအောင်ထုတ်ပိုးတက်တင်ပေးခြင်းများကိုဆောင်ရွက်နေုံတာမကပို့ဆောင်ရေးဝန်ထမ်းတွေကလည်းအချိန်နဲ့တပြေးညီစားသုံးသူတွေရဲ့အိမ်နိုင်ရာရောက်ပေးပို့နိုင်တဲ့အတွက်ကျွန်တော်တို့အင်ရှင်မ team အနေနဲ့အင်တာမအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုတို့တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်26ရက်12လ2022နေ့အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကိုရရှိခဲ့တယ်။ဒီနေရာမှာအထူးတင်ပြချင်တာကတော့ကျွန်တော်တို့အင်ရှင်မရဲ့ကုန်အမှတ်တစ်စိမ့်နဲ့အတူစားသုံးသူအများစုရဲ့ကောင်းမွန်ပြတ်သားတဲ့မှတ်ချက်များကိုလည်းရရှိတာဟာအလုံးမတန်ဖိုးရှိကြောင်းဘုံစွာနဲ့ပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်တို့အင်ရှင်မ team ရဲ့ဆောင်ဘုတ်ကတော့ Michael Jordan ရဲ့ There's no I in team but there is a winner ဖြစ်ပါတယ်ခင်ဗျာအနာဂတ်စီမံကိန်းအနေနဲ့ကျွန်တော်တို့ရဲ့ vision and value များအတိုင်းရေသွင်းပြီးထုတ်ကုန်များထုတ်ပိုးဖြန့်ဖြူးနိုင်ရင်ပြည်တွင်းထုတ်ကုန်များ
တုံးမြက်ထုတ်လုပ်နိုင်ရင်နဲ့ဝန်ဆောင်မှုများပေးနိုင်ရင်စတာလို့အခု3နှစ်တာကာလအတွင်းမြေမလားကြိုးစားခဲ့ကြပါခင်ဗျာပြီးတော့လည်းအရှင်မရဲ့အယောင်းဆိုင်များအဖြစ်လက်ကိနာတီရီဈေးမှာရှိတဲ့ဆိုင်ငန်း၄ခန်းလက်ဝင်းညွန့်နယ်မှာရှိတဲ့ဆိုင်ငန်းတစ်ခန်းတို့ကိုတိုးချက်ဖွင့်လှစ်ရောင်းချတော့ဖြစ်ပါတယ် processing project အနေနဲ့ကတော့ဇဝူတီရီမြို့နယ်ရွှေကြပင်ရပ်ကွက်မှာရှိတဲ့3ထပ်အဆောက်အဦအယောင်းချခန်းစလုပ်နေတာပထမဆင့်30ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ပါတယ်။ဒါပြင်တက်ကြီးကုန်းရွာမှာရှိတဲ့အင်ရှင်မစီကျိတ်ဆက်ရုံတိစောက်ခြင်းအတွက်သက်ဆိုင်ရာဌာနတွေရဲ့ခွင့်ပြုမိန့်များကိုလည်းရရှိပြီဖြစ်ပါတယ်။ဒါကြောင့်လာမယ့်နှစ်ဆန်းမှာပဲအင်ရှင်မစီစစ်စီမံကိန်းကိုစတင်အကောင့်ထဲပေါ်တော့မှာဖြစ်ပါတယ်။ဒါပြင်လွန်မာစီတိုးချက်စားတော့ဆိုင်တဲ့အခန်းထဲဆိုင်ထဲမှာစမ်းစီအပြင်ပြည်တွင်းချုပ်ကုန်ရောင်းကြခန်းအဖြစ်တိုးချက်လုပ်နိုင်တော့မှာဖြစ်ပါတယ်။စီဆက်လုပ်ငန်းတော်တစ်ခုကတော့ဥပဒေဒီမျိုးနဲ့ချုပ်ခွဲကြေးရမှာရှိတဲ့တမောက်ဝါရမအတင်းပိုင်နဲ့စောက်စင်းစီဆက်လုပ်ငန်းထွဲပြောင်းလက်ခံပြီးကုန်ထုတ်လုပ်မှုများတိုးချက်ဖို့တမောက်ဝါရမနဲ့ကြေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးဆောင်ရွက်ရရှိပါတယ်ခင်ဗျာ။ဒီကုန်ထုတ်အနေနဲ့ပင်ရှင်မစားတောက်ကုန်လုပ်ငန်းရဲ့တင်ပြမှုတွေကိုအချင်းအားဖြင့်ပြန်လည်တင်ပြပါရစေခင်ဗျာအရှင်မစားတောက်ကုန်လုပ်ငန်းဟာပိုင်ဆိုင်မှုလုံးဝမရှိထားတဲ့အခြေအနေကနေပြီးတော့အခုတိမ်ပေါင်းတောင်းချီထိကြီးပွားတိုးတက်လာတာဟာအရှင်မချင်းရဲ့ကြိုးပမ်းမှုများတယ်လုပ်ငန်းစတင်ချိန်ကလေးကအခုချိန်ထိပူးပေါင်းကူညီမှုအများဆုံးပေးတဲ့ဒုမဘက်လီမိတက်ရဲ့စေတနာတွေကိုပါလေးထားတန်ဖိုးထားပါကြောင်းပြောကြားလိုပါတယ်ပြီးတော့အရှင်မချင်းကိုလည်းအခုလိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖို့အတူတူစ조사ပေးခဲ့လို့ဒီနေရာကပဲကျေးဇူးတင်စကားပြောရတယ်အခု Grow Together Big Fish Program ကနေရလိုက်တဲ့ network တွေကဆင့်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကိုလည်းပိုပြီးတိုးတက်လာအောင်ဆက်ပြီးစ조사တော့မှာဖြစ်ပါတယ်။လုံးဝဗန် limited နဲ့ Asian မှာစီးပွားရေးလုပ်ငန်းတို့ရဲ့ပူးပေါင်းဆောင်ရွက်ခဲ့မှုတွေကိုလည်းမှတ်တိုင်တွေကိုလည်းအစဉ်တစိုက်အလေးထားမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။လုံးဝဗန် limited ကတာဝန်ရှိသူများနဲ့ပူးပေါင်းဆောင်ရွက်ပေးသူများအားလုံးကိုအထူးပဲကျေးဇူးတင်စကားပြောကြားရင်းနဲ့ကျွန်တော်ရဲ့တင်ပြမှုတွေကိုဒီကုန်းချော့ကပ်ပါခင်ဗျာ။ဒါကတော့ကျွန်တော်တို့ Asian မှာစောက်တော့ပုံလုပ်ငန်းကိုဆက်သွယ်နိုင်တဲ့ complex list ဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလုံးဝ bank limited နဲ့ grow together big fish program ကိုဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ SMBBI University အပါအဝင်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ Merry Christmas and Happy New Year ပါခင်ဗျာ